အဲ့ဒီယောက်ျားကပိုးမွားတွေကိုအတော်လေးကြောက်တတ်တာသိတာနေပေမဲ့သူ့ရဲ့ဦးဆုံးချစ်သူတောက်တဲ့ရေကိုတော့တောက်ဖို့ဝင်မလေးခဲ့ပဲသူ့လက်ကသူ့မိမရဲ့အင်ဂျီကိုမတော်တဆထိမိသွားတဲ့အခါမှာတော့ပိုးတက်ထားတဲ့လက်ကင်ပိုးဝါကိုချက်ချင်းထုတ်ပြီးအထက်အခါခါတုပ်ပစ်ပါတော့တယ်သူ့ယောက်ျားရဲ့ဖုံးကွယ်မထားတဲ့ယွန်ရှာမှုကိုမြင်လိုက်ရတဲ့အခါမှာတော့ဇနီးဖြစ်သူဟာသူ့ကိုမချစ်တဲ့ဒီလူစီကနေထွက်သွားဖို့နောက်ဆုံးမှဆုံးဖြတ်လိုက်ပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူဟာဖျောင်းတိုင်ကိုတမင်တကာတိုက်ချလိုက်ပြီး၃နှစ်လုံးနေထိုင်ခဲ့တဲ့ဒီအိမ်ကိုကိုရိုင်းမီရှိုကသူ့ယောက်ျားနဲ့ရိုက်ထားတဲ့တပုံတဲ့တော့တပ်ပုံကိုလည်းမိဘုံနဲ့ပြစ်ထည့်လိုက်ပါတယ်သူဟာသူ့ယောက်ျားနဲ့အဆက်အသွယ်အားလုံးကိုအပြီးပိုင်ဖြတ်တောက်ပြီးဒီဘဝမှာဘယ်တော့မှထပ်မတွေ့တော့ဘူးဆုံးဖြတ်လိုက်ပါတယ်သူကသူ့ကိုမချစ်တဲ့အမျိုးသားတစ်ယောက်နဲ့လက်ထပ်ခဲ့ရတာဟာသူ့အကိုရဲ့နောက်ဆုံးဆန္ဒကြောင့်ပဲဖြစ်ပါတယ်သူ့အကိုဟာသူ့ညီမကဒီလူကိုအမြဲတမ်းတိတ်တခိုးချစ်နေခဲ့တာကိုသိနေလို့မသိခင်မှာဒီလူကသူ့ညီမကိုလက်ထပ်ပြီးကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးဖို့မျှော်လင့်ခဲ့တာပါဒါပေမဲ့အဲ့ဒီအမျိုးသားဟာသူ့ရဲ့ဦးဆုံးချစ်သူကိုပဲအမြဲချစ်နေခဲ့တာကိုသူ့အကိုကမသိခဲ့တယ်လို့အဲ့ဒီအမျိုးသားကလည်းမိန်းကလေးရဲ့အကိုဟာစစ်မြေပြင်မှာသူ့ကိုကယ်ဖို့အသက်ပေးခဲ့တာကိုထောက်ထားပြီးသူ့ရဲ့ဦးဆုံးချစ်သူကိုလက်လွတ်ကကျေးဇူးရှင်ရဲ့ညီမဖြစ်သူနဲ့ပဲလက်ထပ်ဖို့ရွေးချယ်ခဲ့ရတာပါဒါပေမဲ့သူတို့ရဲ့မင်္ဂလာဦးညမှာတော့အဲ့ဒီလူဟာမူးယူးနေအောင်တောက်ခဲ့ပြီးသူ့စိတ်ထဲမှာသူ့ရဲ့ဦးဆုံးချစ်သူအကြောင်းကိုပဲတွေးနေခဲ့ပါတယ်အဲ့ဒီတော့မှပဲအဲ့ဒီအမျိုးသားမှာအမြဲတမ်းချစ်နေရတဲ့သူရှိနေမှန်းကိုဇနီးဖြစ်သူကသိလိုက်ရတာပါလက်ထပ်ပြီးတဲ့နောက်မှာလည်းအဲ့ဒီလူဟာသူ့မိန်းမကိုတခါမှမထိတွေ့ခဲ့တဲ့အပြင်လဆင်ရတဲ့ဝင်ငွေတွေကိုလည်းသူ့ရဲ့ဦးဆုံးချစ်သူကိုပဲရော်ကြီးအနေနဲ့ပေးခဲ့ပါတယ်အဲ့ဒီဦးဆုံးချစ်သူကလည်းဘလို့အပြစ်ရှိစိတ်မှမရှိပဲဒါတွေအားလုံးကိုလက်ခံခဲ့တာပါပိုဆိုးတာကအဲ့ဒီလူဟာသူ့မိန်းမရဲ့တက္ကသိုလ်ဝင်ခွင့်စာကိုသူ့ရဲ့ဦးဆုံးချစ်သူစီတိတ်တဆိတ်ပေးလိုက်တာပါပဲဦးဆုံးချစ်သူကသူ့နေရာမှာမြို့တက်ပြီးပညာသင်နေချိန်မှာသူကတော့အိမ်မှာအိမ်ရှင်မတစ်ယောက်ဖြစ်ပဲနေခဲ့ရပါတယ်သူကအချိန်တော်ကြာအသီးခံနိုင်ရင်သူ့ယောက်ျားရဲ့စိတ်ကိုပြောင်းလဲနိုင်မယ်လို့ထင်ခဲ့တာကြောင့်၃နှစ်ပတ်လုံးသူ့ယောက်ျားစိတ်ချမ်းသာအောင်နီလန်မျိုးစုံနဲ့ကြိုးစားခဲ့ပါတယ်တကယ်တော့သူကဟင်းမချက်တတ်ပေမဲ့နေတိုင်းယောက်ျားဖြစ်သူအိမ်မပြန်လာခင်မှာကောင်းမွန်တဲ့ညစာတွေကိုပြင်ဆင်ထားတတ်ပြီးဒါပေမဲ့သူ့ယောက်ျားကတော့အေးဆက်နေစေဖြစ်တယ်လို့သူချက်ထားတဲ့ဟင်းတွေကိုမြည်တောင်မကြည့်ခဲ့ပါဘူးသူကသူ့မိန်းမကိုပြောခဲ့တာကဒီလက်ထပ်ပွဲကိုသဘောတူခဲ့တာဟာသူ့အကိုပေါ်ထားတဲ့ဂတိကိုတီချင်းယုံတက်တက်ဖြစ်ပြီးသူ့ကိုလူတစ်ယောက်အနေနဲ့ချစ်ဖို့လုံးဝရည်ရွယ်ချက်မရှိဘူးဆိုတာပါပဲဇနီးဖြစ်သူဟာသူ့ယောက်ျားနဲ့အတူပထမဆုံးအကြိမ်ရုပ်ရှင်ကြည့်ခွင့်ရတာတောင်မှသူ့ယောက်ျားရဲ့ဦးဆုံးချစ်သူကြောင့်ပါရုပ်ရှင်ကြည့်နေတော့မှဇနီးဖြစ်သူကအနှဲငယ်အေးတယ်လို့ခံစားလိုက်ရပါတယ်သူ့ယောက်ျားကအဲ့ဒါကိုသတိပြုမိတဲ့အခါမှာတော့သူ့ရဲ့ဂျာကင်အင်ဂျီကိုချက်ချင်းချွတ်လိုက်လို့ဇနီးဖြစ်သူကကျေးဇူးတင်စကားပြောတော့မလို့လုပ်ပေမဲ့သူ့ယောက်ျားကအဲ့ဒီအင်ဂျီကိုသူ့ရဲ့ဦးဆုံးချစ်သူပခုံးပေါ်လွှမ်းပေးလိုက်တာကိုပဲကြည့်နေကြရပါတယ်သူကသူ့ဦးဆုံးချစ်သူအေးသွားမှဆိုလို့ရင်ခွင်ထဲမှာတောင်ထက်ဖက်ထားလိုက်ပါသေးတယ်အဲ့ဒီအချိန်မှာပဲဇနီးဖြစ်သူဟာဒီနေရာကနေအပြီးအပိုင်ထွက်သွားဖို့နောက်ဆုံးမှဆုံးဖြတ်လိုက်ပါတော့တယ်နောက်နေ့မှာတော့ဇနီးဖြစ်သူဟာလှုပ်ဝက်ကုတ်ပေါ်တဲ့ဌာနကိုဝင်ဖို့လျှောက်ထားလိုက်ပါတယ်သူဟာနာမည်ရင်းကိုဖျောက်ပြီးကြံရှိတဲ့ဘဝတက်တန်းတစ်လျှောက်လုံးကိုအဲ့ဒီမှာပဲညှို့နှံထားဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာဌာနမှုရဲ့သဘောတူညီချက်ကိုရရှိခဲ့ပါတယ်သူဟာကြောက်တင်ပုံးပေါ်ကကနန်းပေါင်းစက်မှုတွေကိုတစ်ချက်ကြည့်ုံနဲ့တင်အဲ့ဒီဌာနကတပတ်လုံးအပြေမရှာနိုင်ဖြစ်နေတဲ့ပု္ပ္ပစာကိုလွယ်လွယ်ကူကူပဲဖြည့်ရှင်းပေးနိုင်ခဲ့တာပါဌာနမှုကသူ့ရဲ့လျှောက်လွှာကိုချက်ချင်းအတည်ပြုပေးခဲ့ပေမဲ့ဌာနထဲမဝင်ခင်မှာသူတည်ဆုံးသွားပြီလို့အားလုံးယုံကြည်သွားအောင်ဟန်ဆောင်ရမှာဖြစ်ပါတယ်သူ့အတွက်တော့ဒီကဘာကြီးမှာဘလို့တွေ့တာစရာမှမရှိတော့ပါဘူးသူကဘလို့မှမတွေ့ဝေပဲသဘောတူလိုက်ပြီးနောက်ထပ်3ရက်နေရင်ဒီနေရာကနေအပြီးပိုင်ထွက်သွားနိုင်တော့မယ်လို့တွေးနေခဲ့ပါတယ်သူဟာအရင်ဆုံးခင်မင်ရတဲ့အိမ်နီးချင်းတယောက်ကိုရှာပြီးသူ့ယောက်ျားအတွက်နှစ်အတော်ကြာထိုးပေးထားခဲ့တဲ့ဆွဲတာအင်ဂျီတွေအားလုံးကိုပေးပစ်လိုက်ပါတယ်ဒီမြင်ကွင်းကိုအိမ်ပြန်လာတဲ့အမျိုးသားကမြင်သွားခဲ့တာပါနောက်တရားစိတ်ကြောင့်ပဲဖြစ်နိုင်ပါတယ်အဲ့ဒီလူကဘာလို့ပေးရတာလဲဆိုပြီးအရင်ဦးအောင်မေးလိုက်ပါတယ်ဒီအင်ဂျီတွေကတခါမှမဝေးရသေးတာမို့တကယ်လိုအပ်တဲ့သူတွေကိုပေးလိုက်တာကပိုကောင်းပါတယ်လို့ဇနီးဖြစ်သူကအေးအေးဆေးဆေးပဲရှင်းပြလိုက်ပါတယ်ပထမဆုံးအကြိမ်ဖြစ်သူ့မိန်းမကတစိမ့်တယောက်လိုဖြစ်သွားတယ်လို့အဲ့ဒီလူခံစားလိုက်ရပါတယ်သူဟာရှာရှာပါပါပဲသူ့ရဲ့လစာကိုမိန်းမဖြစ်သူလက်ထက်အရင်ဦးအောင်လာပေးခဲ့ပါတယ်ဇနီးဖြစ်သူကအဲ့ဒီငွေကိုလှမ်းယူတော့မဲ့အချိန်မှာပဲအိမ်နီးချင်းကရုတ်တရက်ပြေးလာပြီးသူ့ရဲ့ဦးဆုံးချစ်သူကိုအကျွေးတောင်းတဲ့သူတွေကလိုက်နှောက်ယှက်နေတယ်လို့လာပြောပါတယ်အဲ့ဒီသတင်းကိုကြားတာနဲ့တင်အဲ့ဒီလူဟာငွေတွေကိုအိတ်ထဲပြန်ထည့်လိုက်ပြီးနောက်ကိုယ်တောင်လှည့်မကြည့်တော့ပဲအပြေးလွှားထွက်သွားပါတော့တယ်ဇနီးဖြစ်သူကသူ့ရဲ့ဒီလိုအပြုတ်မှုတွေကိုကျင့်သားရနေပြီဖြစ်ပေမဲ့သူ့ရဲ့ဦးဆုံးချစ်သူနဲ့ပတ်သက်လာရင်အဲ့ဒီလူကထိမ့်မနိုင်သိမ့်မရဖြစ်သွားတတ်တာကိုသိနေတာကြောင့်ပြဿနာတွေဖြစ်ပြီးသူ့ရဲ့အနာဂတ်ပျက်စီးသွားမှာကိုစိုးရိမ်လို့နောက်ဆုံးတစ်ခေါက်အနေနဲ့သူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်အတိတ်ကိုနောက်ဆုံးအကြိမ်နှုတ်ဆက်တဲ့အနေနဲ့သူလိုက်သွားခဲ့ရမှာအဲ့ဒီလူဟာလူမိုက်တွေကိုတွေ့တာနဲ့တင်တကယ်ပဲရန်ဖြစ်နေပါတော့တယ်ဒီအတိုင်းသာဆက်ဖြစ်နေရင်လူသေးနိုင်တာမို့ဇနီးဖြစ်သူကသူ့ကိုတားဖို့အမြန်ရှိတက်သွားပေမဲ့သူ့ယောက်ျားရဲ့တွန်းထုတ်ခြင်းကိုခံလိုက်ရပြီးကျမ်းပြင်ပေါ်လဲကျသွားတဲ့အချိန်မှာတော့သူ့ရဲ့ဦးဆုံးချစ်သူကဘေးနားမှာတုံတုံရင်ရင်နဲ့ရက်နေခဲ့ပါတယ်ဦးဆုံးချစ်သူကစကားပြောလာတော့မှပဲအဲ့ဒီလူကစိတ်တည်ငြိမ်သွားပါတော့တယ်ဦးဆုံးချစ်သူရဲ့အကျွေးတွေကိုဆက်ဖို့အတွက်သူစုဆောင်းထားသမျှငွေတွေအားလုံးကိုသူတို့စီပစ်ပေးလိုက်ပါတယ်သူနောက်လှည့်ကြည့်လိုက်မှပဲသူ့မိန်းမနောက်ကလိုက်လာတာကိုသတိထားမိပါတော့တယ်မိန်းမဖြစ်သူဒဏ်ရာရထားတာကိုမြင်တော့သူစိတ်မကောင်းဖြစ်သွားပြီးဆေးရုံလိုက်ပို့ပေးမယ်လို့ပြောပါတယ်အဲ့ဒီခါမှာတော့ဦးဆုံးချစ်သူကခြေချင်းဝတ်လဲသွားတယ်လို့မျိုးချက်ချင်းဟန်ဆောင်လိုက်ပြီးအဲ့ဒီလူရဲ့အာယုံဆိုင်မှုကိုထပ်ပြီးတော့လူယူလိုက်ပြန်ပါတယ်အဲ့ဒီလူကသူ့မိန်းမကိုအိမ်ပြန်ပြီးဒဏ်ရာကိုကိုယ့်ဘာသာကိုပဲကုလိုက်ပါလို့ပြောလိုက်ပါတော့တယ်နောက်ဆုံးမှာတော့သူဟာလူတွေရဲ့အတင်းဖြင်းပြောတန်တွေကြားမှာသူ့မိန်းမကိုထားရစ်ခဲ့ပြီးသူ့ရဲ့ဦးဆုံးချစ်သူနဲ့အတူထွက်သွားပါတော့တယ်
အိမ်ပြန်ရောက်တဲ့အခါမှာတော့ဇနီးဖြစ်သူရဲ့ဒဏ်ရာကတွေးမတိတ်တာကြောင့်တယောက်တည်းပဲပတိစီနေခဲ့ရပါတယ်ဒီလူဟာနောက်ဆိုရင်သူ့အတွက်မလိုအပ်တော့ဘူးဆိုတာကိုပထမဆုံးအကြိမ်ဖြစ်သူရှင်းရှင်းလင်းလင်းသိလိုက်ရပါတယ်မကြခင်မှာပဲသူ့အကူတေဆုံးတဲ့နှစ်ပတ်လည်နေရောက်လာပါတယ်အရင်နှစ်တွေတုန်းကဆိုရင်အဲ့ဒီလူဟာသူ့မိန်းမနဲ့အတူတွားရောက်ကတော့ဘူးတရက်အချိန်ပေးလေးရှိပေမဲ့ဒီနှစ်မှာတော့သူ့ရဲ့ဦးဆုံးချစ်သူကလိုက်ခဲ့မယ်လို့စွပြောနေခဲ့ပါတယ်အဲ့ဒီလူတတိမထားမိတဲ့အချိန်မှာအဲ့ဒီဦးဆုံးချစ်သူကဇနီးဖြစ်သူဟာသူ့ခြေထောက်ကိုနာအောင်လုပ်ပါတယ်လို့တမင်တက်ဆွဆွဲလိုက်ပြီးဒီညနေမှာကပြရမယ့်အရေးကြီးတဲ့ပွဲကိုမကနိုင်တော့ဘူးလို့ပြောပါတော့တယ်ဦးဆုံးချစ်သူကိုစောင့်ရှောက်ပေးဖို့တာဝန်ယူထားတဲ့လုံခြုံရေးတွေကဒေါသထွက်သွားကြပြီးဇနီးဖြစ်သူမှာတာဝန်ရှိတယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်ဇနီးဖြစ်သူကအမှန်တရားကိုရှင်းပြတော့မယ့်အချိန်မှာပဲသူ့ယောက်ျားကသူ့ရဲ့ဦးဆုံးချစ်သူဘက်ကနေရက်တီပြီးတက်တေမတေလာပေးပါတော့တယ်သူကသူ့မိန်းမကသူ့ဦးဆုံးချစ်သူကိုတွန်းချလိုက်တာကိုမျက်မြင်ကိုတွေ့ပဲလို့ပြောလိုက်တာပါဇနီးဖြစ်သူရဲ့မျက်နှာမှာတော့မယုံနိုင်မှုတွေနဲ့ပြည့်နှက်သွားပါတယ်သူ့ယောက်ျားကသူ့ကိုကာကွယ်ပေးလိုက်မယ်လို့တခါမှမမျှော်လင့်ခဲ့ဘူးပေမဲ့သူ့ရဲ့ဦးဆုံးချစ်သူအတွက်နဲ့သူ့ကိုအခုလိုပြစ်ရှာဆွဆွဲလိုက်မယ်လို့လည်းမထင်ထားခဲ့မိပါဘူးဇနီးဖြစ်သူဟာရဲစခန်းမှာ3ရက်တိုင်ပိတ်လောင်ခံထားရပြီးဝန်ခံကတိစာရေးခိုင်းတာအပြင်တကိုယ်လုံးမျိုးမဲဆွဲအောင်လဲအရိုက်ခံခဲ့ရပါတယ်ပြန်လွတ်လာတဲ့အခါမှာတော့အဲ့ဒီလူကသူ့ရဲ့တနာစရာကောင်းတဲ့အခြေအနေကိုမြင်ပြီးရော်ကြေးပေးမယ်လို့ပြောခဲ့ပေမဲ့သူကတော့အဲ့ဒီလူရဲ့ဟန်ဆောင်ကောင်းမှုတွေကိုလုံးဝဂရုမစိုက်တော့ပါဘူးနောက်နေ့မှာတော့ဇနီးဖြစ်သူဟာလှုပ်ဝက်ကုတ်ဖော်တဲ့ဌာနကနေဖုန်းလက်ခံရရှိခဲ့ပြီးဆေးစစ်ဖို့နဲ့အဖွဲ့ထဲဝင်ဖို့ပြင်ဆင်မှုတွေလုပ်ဖို့ဆေးရုံကိုတွားရပါတော့တယ်မမျှော်လင့်ပဲဆေးရုံမှာအဲ့ဒီဦးဆုံးချစ်သူနဲ့သူဆုံမိသွားပါတယ်ဦးဆုံးချစ်သူကသူ့ရဲ့ဆေးစစ်ချက်ကိုမြင်သွားပြီးသူကိုဝင်ယူဖို့ပြင်ဆင်နေတယ်လို့အထင်မှားကကလေးနဲ့အဲ့ဒီလူကိုညှို့ဆွဲချင်နေတာလို့ယူဆပြီးမကောင်းတဲ့အကြံတွေချက်ချင်းပေါ်လာပါတော့တယ်သူဟာဘာမှမစင်စားပဲအဆောက်အဦပေါ်ကနေခုန်ချလိုက်ပါတယ်ဇနီးဖြစ်သူကသတင်းပေါက်စီပြေးကြည့်တဲ့အချိန်မှာတော့အဲ့ဒီကိုခုလေးတင်ရောက်လာတဲ့သူ့ယောက်ျားနဲ့ဆုံသွားပါတော့တယ်အဲ့ဒီလူကဘာရှင်းပြချက်ကိုမှနားမထောင်ပဲသူ့မိန်းမကိုတီးတန့်ခန်းထဲမှာတိုက်ပိတ်ထားလိုက်ပါတယ်အဲ့ဒီညမှာပဲဦးဆုံးချစ်သူကဇနီးဖြစ်သူကိုဖျက်ဆီးပစ်ဖို့လူမိုက်တွေကိုတိတ်တဆိတ်လွှတ်လိုက်ပါတော့တယ်ဇနီးဖြစ်သူဟာအသေးအတန်ခုခံပြီးလက်လွတ်စပယ်ထွက်ပြေးနိုင်ခဲ့ပေမဲ့အဝေးကြီးမရောက်ခင်မှာပဲသူ့ယောက်ျားကသူ့ကိုလက်ရဖမ်းမိသွားပါတယ်အဲ့ဒီလူကသူဟာသူ့ဘာသာသူထွက်ပြေးတာလို့ပဲအသေးချာယုံကြည်နေပြီးဘလို့ကာကွယ်ပြောဆိုမှုကိုမှနားမထောင်ခဲ့ပါဘူးသူကသူ့မိန်းမကိုအိမ်နောက်ဖေးမှာတဲအိတ်တွေရွှေ့ခိုင်းပြီးတိုက်ရိုက်ပြစ်ဒဏ်ပေးလိုက်ပါတယ်အဆောင်တွေတောင်မှဒါကိုကြည့်ပြီးမနေနိုင်ဖြစ်ကဇနီးဖြစ်သူကတကယ်ပဲလိန်နေတာလားလို့မေးခွန်းထုတ်လာကြပါတယ်ဒါပေမဲ့အဲ့ဒီလူကတော့လုံးဝကိုစိတ်မလှုပ်ရှားခဲ့ပါဘူးသူ့ယောက်ျားဟာသူ့ရဲ့အပြစ်ကင်းစင်မှုကိုရှင်းထုတ်ပေးဖို့ဘယ်တော့မှရည်ရွယ်ချက်မရှိဘူးဆိုတာကိုဇနီးဖြစ်သူကနောက်ဆုံးမှသိလိုက်ရပါတယ်သူကသူ့ရဲ့ဦးဆုံးချစ်သူအတွက်စိတ်ထွက်ပေါက်အနေနဲ့သူ့ကိုနှိပ်စက်ဖို့ပဲတုံးချင်နေတာပါနောက်ဆုံးမှာတော့သူဟာအဲ့ဒီနေရာမှာတင်မောပန်းနွမ်းနေပြီးလဲကျသွားပါတော့တဲ့အဲ့ဒီတော့မှပဲအဲ့ဒီလူကသူ့ကိုအိမ်ပြန်ခေါ်လာပြီးဘယ်မှမသွားရဘူးလို့တတိပေးပါတော့တယ်ဒီညမှာတင်သူဟာဒီဇနီးတဲ့ကိုထာဝရဆုံးရှုံးရတော့မယ်ဆိုတာကိုသူလုံးဝမသိခဲ့ပါဘူးအဲ့ဒီလူထွက်သွားပြီးတဲ့နောက်မှာလှုပ်ဝက်ကုတ်ဖော်တဲ့ဌာနကနေဖုန်းထက်ဆက်လာပါတယ်အစီအစဉ်တွေပြောင်းလဲသွားတာကြောင့်သူဟာဒီညမှာတင်ထွက်ခွာရမှာဖြစ်ပြီးအဖွဲ့အစည်းကသူ့ကိုမတော်တဆမှုတစ်ခုဖြစ်အောင်ဟန်ဆောင်ခိုင်းကသူ့ကိုလာကြိုးမဲ့သူရှိတဲ့ပလက်ဖောင်းနံပါတ်3စီကိုတွားခိုင်းပါတယ်ပြီးပြည့်စုံတဲ့တေဆုံးမှုဖြစ်အောင်သူဟာဖျောင်းတိုင်ကိုတမင်တကာတိုက်ချလိုက်ပြီးအိမ်တအိမ်လုံးကိုမီးဟုံးဟုံးတောက်အောင်လုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာတင်သူဟာအဲ့ဒီလူရဲ့ကဘာထဲကနေအပီးပိုင်ပျောက်ကွယ်သွားပါတော့တယ်ဒီအချိန်မှာတော့အဲ့ဒီလူဟာဆေးရုံမှာသူ့ရဲ့ဦးဆုံးချစ်သူကိုပြုစုပေးနေတော့မှသူ့နှလုံးသားကရုတ်တရက်နာကျင်သွားပါတယ်သူ့မိန်းမမှာတခုခုဖြစ်သွားပြီဆိုတာကိုသူမရေမရာသိလိုက်ရပါတယ်ဒါပေမဲ့သူ့ရဲ့ဦးဆုံးချစ်သူကသူ့ကိုတမင်တကာထပ်ပြီးခေါ်လိုက်ပြန်ပါတယ်ဦးဆုံးချစ်သူရဲ့အားနည်းနေတဲ့အခြေအနေကိုမြင်တော့အဲ့ဒီလူဟာမနှက်မှပဲအိမ်ပြန်ပြီးမိန်းမကိုတွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဆေးဆိုင်မှာဆေးသွားယူတော့မှသူနာပြုတွေပြောနေတာကိုသူမတော်တဆကြားလိုက်ရပါတယ်အဲ့ဒီဦးဆုံးချစ်သူကသူ့ဘာသာသူခုန်ချခဲ့တာဖြစ်ပြီးဇနီးဖြစ်သူကတွန်းချခဲ့တာမဟုတ်ဘူးလို့သူတို့ကပြောနေကြတာပါသူ့မှာမကောင်းတဲ့အကြံစီတွေနဲ့ပြည့်နေတာကိုလည်းသူတို့ကပြောခဲ့ပါသေးတယ်အဲ့ဒီလူဟာတန်တရားဝင်လာပြီးသူ့ရဲ့ဦးဆုံးချစ်သူကိုပြန်သွားမေးဖို့လုပ်လိုက်ပါတယ်အဲ့ဒီမှာပဲသူနာပြုတွေကိုအော်ဟစ်ဆဲဆိုနေတဲ့သူကိုအဲ့ဒီလူကမတော်တဆမြင်သွားခဲ့ပါတယ်ဒါဟာသူနာပြုတွေကိုအကြမ်းဖက်ပြီးရိုင်းရိုင်းဆိုင်ဆိုင်လုပ်နေတဲ့သူ့ရဲ့နောက်ွယ်ကပုံစံကိုပထမဆုံးအကြိမ်မြင်လိုက်ရတာပါအဲ့ဒီလူပေါ်လာတာကိုမြင်တော့ဦးဆုံးချစ်သူကချက်ချင်းပဲဝမ်းနဲ့စရာမျက်နှာပေးလုပ်လိုက်ပြီးသူ့နားမှာနေပေးဖို့တောင်းပန်ပါတယ်ဒီတစ်ခါတော့အဲ့ဒီလူကသူ့ဘေးမှာမထိုင်တော့ပဲမိုးလင်းတဲ့အထိသူ့နားမှာမတ်တက်ရက်ပြီးပဲနေပေးခဲ့ပါတယ်သူဟာအိမ်မှာရှိတဲ့သူ့မိန်းမကိုရုတ်တရက်တတိယသွားပြီးဒီရက်ပိုင်းအတွင်းမှာသူတကယ်ပဲအလွန်ကြုံလုပ်ခဲ့မိပြီလို့ခံစားလိုက်ရပါတယ်သူဟာမနက်မိုးလင်းတာနဲ့အိမ်ပြန်ပြီးအရင်ဆုံးတောင်းပန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူကမနက်စာတွေဝယ်ပြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ရှိကမြင်ကွင်းကြောင့်သူလုံးဝစိတ်တက်ကြသွားပါတော့တယ်မင်းညကပောက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့အိမ်ကြီးချင်းကသူ့ကိုပြောပြပါတယ်မိကအရာအလုံးကိုဖျက်ဆီးပစ်လိုက်တာပါမိကအရန်ပြင်းထန်လွန်းတာကြောင့်ဇနီးဖြစ်သူရဲ့ရုပ်လောင်းဟာလည်းပြအဖြစ်ပြောင်းလဲသွားခဲ့ပါပြီအဲ့ဒီလူဟာစိတ်ကိုမထိန်နိုင်တော့ပဲအားလုံးကသူ့ကိုညာနေကြတယ်လို့ပဲထင်နေခဲ့ပါတယ်သူဟာအယူတယောက်လိုပဲအပြက်စီးတွေကြားထဲပြေးဝင်ပြီးအသေးအတန်ရှာဖွေနေပါတော့တယ်နောက်ဆုံးမှာတော့သူ